မင်္ဂလာပါပရိသတ်ကြီးရေဒီတခါတော့မြန်မာနိုင်ငံကမက်လာယန် McLaren ကားပိုင်ရှင်တွေရဲ့ကလပ်အသင်းတွေအကြောင်းပြောပြပေးပါမယ်။မြန်မာနိုင်ငံမှာမက်လာယန်လိုမျိုးစူပါကားတွေပိုင်ဆိုင်တဲ့သူအရေးအတွက်ကများလာနေပါပြီ။ဒါပေမဲ့ဒီလိုအထူးတန်ဖိုးရှိတဲ့ကားတွေကိုစနစ်တကျထိန်းသိမ်းဖို့နဲ့ဝါသနာတူတွေပေါင်းစပ်ဖို့အတွက်ကလပ်အသင်းတွေလိုအပ်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံမှာတရားဝင်ဖွဲ့စည်းထားတဲ့မက်လာယန်နိုင်ငံလုံးဆိုင်ရာကလပ်ဆိုတာမရှိသေးပါဘူး။ဒါပေမဲ့ပိုင်ရှင်အချင်းချင်းချိတ်ဆက်မှုတွေရှိလာနေပါပြီ။အဓိကအားဖြင့်ဆိုရှယ်မီဒီယာဥပမာ Facebook Group တွေကနေစတင်ပြီးစုစည်းမှုတွေလုပ်လာကြပါတယ်။ဒီကလပ်တွေရဲ့အဓိကရည်ရွယ်ချက်ကတော့တကားပြုပြင်ထိန်းသိမ်းရေးအသိပညာဖလှယ်ခြင်းနဲ့လုံခြုံစိတ်ချရတဲ့ခရီးစဉ်တွေ convoys အတူတူသွားရောက်ခြင်းသုံးစီးပွားရေးနဲ့လူမှုရေးကွန်ရက်တည်ဆောက်ခြင်းတို့ဖြစ်ပါတယ်။အနာဂတ်မှာတော့ပိုမိုစည်းကမ်းရှိပြီးတရားဝင်အသိမှတ်ပြုကလပ်တွေပေါ်လာနိုင်ဖွယ်ရှိပါတယ်။မက်လာယန်ပိုင်ရှင်တယောက်အနေနဲ့ဒီလိုအတိုင်းဝိုင်းမှာပါဝင်ဖို့ကတင့်ကားရဲ့တန်ဖိုးနဲ့စိတ်လှုပ်ရှားမှုကိုပိုမိုတိုးပွားစေမှာသိချပါတယ်။စိတ်ဝင်စားရင်သက်ဆိုင်ရာကားဝါသနာရှင်အဖွဲ့အစည်းတွေမှာစုံစမ်းမေးမြန်းကြည့်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။